ဒီယိုကလစ်လေးကတော့လူတိုင်းနဲ့ရင်းနှီးနေတဲ့မုံလာဥနီအကြောင်းပေါ့သူကကျမ်းမာရေးအတွက်တည်းမဟုတ်ဘူးသူ့မှာအခြားထူးခြားတဲ့လှုပ်ဝက်ချက်တွေလည်းရှိတယ်နော်မုံလာဥနီဆိုတာမြေအောက်မှာပေါက်တဲ့အမြင့်ဟင်းသီးရင်းရွက်တစ်မျိုးပါအပင်ကဆုဆောင်ထားတဲ့အားအိမ်တွေအားလုံးကဒီအမြင့်ထဲမှာရှိနေတာပေါ့မင်းတို့သိထားတာကမုံလာဥနီဆိုတာလိမ်မော်ရောင်တစ်မျိုးတည်းမဟုတ်လားတကယ်တော့သူတို့မှာခရမ်းရောင်အဝါရောင်နဲ့အဖြူရောင်ဆိုပြီးအယောင်ဆုံးရှိပါတယ်တကယ်တော့ရှိတုန်းကမုံလာဥနီတွေဟာခရမ်းရောင်နဲ့အဝါရောင်နေပါတယ်အခုမြင်နေရတဲ့လိမ်မော်ရောင်ကိုတော့18ရာစုလောက်ကြာမှနယ်သာလန်ကလေသမားတွေကအစ်စ်မြင့်တင်ပြီးစိုက်ပျိုးခဲ့ကြတာပါပြီးတော့တာတာမီမီတို့ကြိုက်တဲ့ baby carrot ဆိုတာကိုဘာလဲသိလားအဲ့ဒါကတီးသက်မျိုးစိတ်မဟုတ်ဘူးနော်မုံလာဥအကြီးတွေကိုလှသွားအောင်ဆက်နဲ့ပြန်ဖြတ်ပြီးအရွယ်ညှိထားတာပါဒါနဲ့မုံလာဥနီကိုအလွန်အကျွံစားရင်အသားရောင်ဝါသွားတတ်တယ်ဆိုတာကိုသတိထားမိလားစိတ်မပူပါနဲ့တကယ်တော့ဒါကယာယီပါပဲသူ့ရဲ့အဓိကအကျိုးကျေးဇူးတွေကတော့ပထမတစ်ခုကမျက်စိနဲ့ကိုယ်ခံအားပါသူ့မှာပါတဲ့ဘီတာကယ်ရိုတင်းကခန္ဓာကိုယ်ထဲရောက်ရင်ဗီတာမင် A အဖြစ်ပြောင်းလဲသွားတယ်လေအဲ့ဒါကမျက်စိကိုအားကောင်းစေတဲ့အပြင်ဖျားတာနာတာတွေကနေလေကာကွယ်ပေးပါတယ်ဒုတိယတစ်ခုကတော့သွားကျန်းမာရေးပါမုံလာဥနီကိုအစိမ်းအတိုင်းကိုက်စားရင်သွားကြားကအညစ်အကြေးတွေကိုသဘာဝအတိုင်းတိုက်ချပြီးတဲ့သွားပုတ်တန်လေးလိုအလိုလုပ်ပြီးတယ်နော်ဒါပေမဲ့တတိထားရမှာလေးတွေလည်းရှိတယ်ပထမအချက်ကမုံလာဥနီကိုစက်ပြာနဲ့မစီးရဘူးနော်သူ့မှာအပေါက်လေးတွေပါလို့စက်ပြာကြီးကိုစုပ်ယူနိုင်လို့ပါရီအီအီနဲ့စီအောင်စီရင်လုံလောက်ပါပြီဒုတိယအချက်ကအခွန်ခွာစရာမလိုပါဘူးအခွန်မှာအာဟာရတွေအများကြီးရှိတာမို့တိချစီးပြီးဒီအတိုင်းစားတာပိုကောင်းပါတယ်နောက်ပြီးအရွက်စိမ်းတွေကိုလည်းမလွှင့်ပြပါနဲ့ဟင်းချိုချက်တဲ့နေရာမှာတုံးလို့ရပါသေးတယ်နောက်ပြီးမုံလာဥနီအကြောင်းလူတွေအမှတ်မှားနေတဲ့အရာတစ်ခုရှိတယ်အဲ့ဒါကတော့မုံလာဥနီကိုစားရင်ညဘက်မှာလူစွမ်းကောင်းနေလို့ဖောက်ထွေးမြင်နိုင်နေတယ်တကယ်တော့အဲ့ဒါကအပြည့်အဝမမှန်ပါဘူးနော်မျက်စိအားကောင်းစီတာတော့မှန်ပြီးမြင်လူစွမ်းကောင်းနေလို့ဖြစ်မသွားပါဘူးနော်တိတ်ပန်ကြီးကြထူးခြားချက်တစ်ခုကမုံလာဥနီကိုအစိမ်းစားတာထက်အနည်းနဲ့ချက်ပြုတ်ပြီးစားတာကအာဟာရကိုပို့ပြီးစုပ်ယူနိုင်စေပါတယ်ချက်လိုက်တဲ့အခါသူ့ရဲ့ဆေးနိုင်ငံလေးကိုပျော့သွားစေတဲ့အတွက်အထဲကဘီတာကယ်ရိုတင်းဓာတ်တွေပူထွက်လာလို့ပေါ့နော်အစိမ်းစားရင်ရားရံတက်တဲ့အတွက်လေချက်စားတာကအန်တီကင်းစီပါတယ်ကဲဒီနေ့တော့မုံလာဥနီရဲ့လှုပ်ဝက်ချက်တွေကိုသိသွားပြီနော်နောက်တစ်ခါဟင်းထဲမှာမုံလာဥနီတွေ့ရင်အားရပါရစားလိုက်ကြအောင်နောက်ထပ်လေစိတ်ဝင်စားဖို့ကောင်းတာတွေပြောပြပေးဦးမယ်နော်